မင်္ဂလာနံနက်ခင်းလေးပါဒီမေကွန်းလေးကတကယ်ကိုပဲမတိလို့မေးတာလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အတွေ့အကြုံမရှိလို့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အမုံကတေချာလေးပြပြပေးပါမယ်အမကြီးအိမ်နဲ့ဆေးုံဘယ်ရာကပို့ပြီးအဆင်ပြေလဲတဲ့အဲ့ဒီတော့ရွေးချက်စရာအများကြီးတဲ့အိမ်နဲ့ပဲဖြစ်ဖြစ်နာဇင်းဟုံးမှာပဲဖြစ်ဖြစ်ဆေးရုံမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ဒေကယ်၄ခုရှိပါတယ်ကိုကြိုက်တဲ့အရာကိုရွေးပါအဲ့ဒီထဲမှာအမုန်းချက်ဆုံးကတော့ stay in နေရတယ်အိမ်မှာနေရတဲ့ဟာဖြစ်ပါတယ်ကိုယ့်ရဲ့လူနာရှင်နဲ့ close ဖြစ်တယ်ဆိုရင်တော့အရန်ကိုမှ comfortable ဖြစ်မဲ့နေရတာပြောမယ်တကယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်တော့အရန်ကိုမွန်းချက်ပါတယ်အဲ့ဒီတော့အိမ်နဲ့နာဇင်းဟုံးနဲ့အောင်မတူသလိုနာဇင်းဟုံးနဲ့ဆေးရုံနဲ့လည်းမတူဘူးဆေးရုံနဲ့ဒေးခဲလိုက်တာချင်းလည်းမတူပါဘူးဖြစ်နိုင်တယ်ဆိုရင်တော့နာဇင်းဟုံးတို့ဒေးခဲတို့ဆေးရုံတို့ကို join တာပို့ပြီးတော့ကောင်းပါတယ်ဒါအမောကလိုရင်းတိုရှင်တခါတည်းမောကဖြေပေးတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပြန်မေးလာမယ်မေးခွန်းရှိတယ်အမုံတို့ကဘာလို့ stay in နေတာလဲအမုံတို့ရဲ့ Active Global ကဒီကဲချိန်ဖို့အတွက်တခါတည်းခုံလို့မရဘူး stay in 2နှစ် service 2နှစ်အဲ့ဒီ2နှစ်ပြည့်မှအမုံတို့ခုံခြင်းတခြားဒီကဲကိုခုံလို့ရတာဖြစ်ပါတယ်တခြားသောအရာတွေကိုထပ်ခုံဖို့အတွက်ဘယ်ပူသွားပါတယ်နှုတ်မို့ဆိုလို့ရှိရင်တော့ service ကမရှိဘဲနဲ့ခုံလို့မရတဲ့အတွက်ကြောင့်နေတာပါ service ရှိတဲ့လူတွေရောဘာလို့မခုံတာလဲအမုံခုပြောသလိုပဲ stay in နေတဲ့ close ဖြစ်တဲ့အရာအားလုံးက perfect ဖြစ်တဲ့ခါကျတော့ဝင်ငွေထက်ငွေလည်းပို့ပြီးတော့အဆင်ပြေတဲ့တစ်ချောင်းတစ်ချို့ကနေရာတွေလည်းရှိပါတယ်အဲ့ဒီတော့ caregiver ဆိုတာကဟပ်ပါတွေတဲ့အခွင့်အရေးရန်အများကြီးရှိတယ်တိုးတက်လန်းရှိတယ်အဲ့ဒီအတွက် caregiver ရှင်းဖို့အတွက်အမောကဒီကနေတခါလဲတိုက်တော့မှာလေနော်ဘိုင်ဘိုင်နေ့ဗီဒီယိုနေ့ရက်တိုင်းမှာပြရှင်ပါစေ